မင်္ဂလာပါရှင်ပေါ် expert ကနေပြီးပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့တောက်ကြနေညအတွက်စိတ်ရွေးချယ်ပေးသွားမယ် VIP tips ရွေးချယ်မှုပွဲစဉ်ရဆိုလို့ရှင်တော့ပြင်သစ်အသင်းနဲ့နော်ဝေးအသင်းတို့ကစားသွားမယ်2026ကမ္ဘာဖလားရဲ့အုပ်စုအိုင်ပွဲစဉ်ပဲဖြစ်ပါရရှင်ယခုပွဲမှာတော့ပြင်သစ်အသင်းဟာနော်ဝေးအသင်းဘက်ကိုဘော်ရီစေတစ်လုံး25ပြားနိုင်အကြောပေးထားပြီးတော့ဂိုးပေါင်းစိတ်ဖွင့်လှစ်မှုဟာဆိုရင်တော့3လုံး40နိုင်ဖြစ်ပါတယ်ပြင်သစ်အသင်းဟာနှစ်ပွဲကစားနှစ်ပွဲနိုင်ဖြင့်6မှတ်ရထားပြီးတော့နော်ဝေးအသင်းဟာဆိုလို့ရှိရင်လည်းနှစ်ပွဲကစားနှစ်ပွဲနိုင်ထားတဲ့အတွက်ကြောင့်6မှတ်ရရှိထားပါတယ်လက်ရှိအချိန်မှာတော့နှစ်သင်းစလုံးဟာတိုက်စစ်အစွမ်းပြထားကြတဲ့အသင်းတွေဖြစ်ပါတယ်နော်ဝေးအသင်းဟာကစားပုံကကောင်းပေမဲ့ဒီနော်ဝေးတိုက်စစ်လမ်းကြောင်းထွက်ပုံတွေဟာဆိုလို့ရှိရင်တော့တောင်မန်တိုက်စစ်ကစားပုံတွေဟာပြင်သစ်အသင်းနဲ့တွေ့လို့ရှိရင်တော့အလုပ်ဖြစ်ပါမလားဆိုတဲ့မေးခွန်းတွေလည်းရှိပါတယ်ပြင်သစ်ကစားကွက်ပိုင်းဟာဆိုရင်တော့အချိတ်အဆက်အရန်ကောင်းတဲ့ပုံစံမှာတော့ရှိမနေပါဘူးဒါပေမဲ့ပြင်သစ်အသင်းဟာတဦးချင်းစွမ်းရည်မှာအခြားဘယ်အသင်းတွေထက်မဆိုတာလုံနေတဲ့အတွက်ကြောင့်မို့လို့ပြင်သစ်အသင်းကိုတခြားအသင်းတွေထက်ကောင်းတလုံးပိုမြင့်နေပါတယ်ယခုပွဲမှာတော့အုပ်စုပိုလူကြဖို့အတွက်အပြန်အလှန်ကစားကြမဲ့ပုံပါပဲဒီပွဲမှာတော့တိုက်စစ်ကောင်းတဲ့နှစ်သင်းဟာကစားကြမှာဖြစ်ပေမဲ့နှစ်သင်းစလုံးဟာထိန်းကစားကြဖို့ရှိနေတဲ့အတွက်ကြောင့်မို့လို့စိန်ကတော့ဂိုးအောက်ကိုပို့ကြိုက်ပါရဲ့ရှင်ယခုပွဲစဉ်ကတော့ VIP ရွေးချယ်မှုဖြစ်ပြီးတော့ Premier ရွေးချယ်မှုပွဲစဉ်တွေကိုအခမဲ့ကြည့်ရှုအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ comment မှာချပေးထားတဲ့ဒီ Ball Expert Telegram Channel link ကို join ပြီးတော့မှလာရောက်အားပေးနိုင်ပါရဲ့ရှင်